ဆက်လက်ပြီးတော့အမတ်စဉ်6အရာ Zomi Democratic Democracy အဖွဲ့ချုပ်ရဲ့သဘောထားအမြင်များကိုတင်ပြပေးဖို့ရအတွက်ဥက္ကဋ္ဌပူကျင်ရှင်းထံကိုဖိတ်ခေါ်အပ်ပါတယ်ရှင်ကဘာဝတိကြီးနဲ့တကွာအဖွဲ့ဝင်များကြောက်လာနေကြတဲ့မိတ်ဆွေသင်္ကအပေါင်းတို့ခင်ဗျာအားလုံးပဲကျွန်တော်မိတ်ဆက်ပါတယ်ကြည်ယူတင်ပါတယ်ကျွန်တော်ပထမအဆုံးပြောချင်တာကအခုလိုကျွန်တော်တို့လူမျိုးပေါင်းစုံအခုလိုတွေ့နိုင်ကြတာဟာခင်ဗျားတို့ရဲ့ကိုယ်နေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အများကြီးခင်ဗျားတို့ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ခင်ဗျားတို့နဲ့ကျွန်တော်တို့အားလုံးပုံမှာကျေးဇူးအတင်ဆုံးကတော့ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပင်လုံစာချုပ်ကိုမိပြောက်တဲ့အချိန်ခါမှာကျွန်တော်တို့တိုင်းပြည်မှာနေတိုင်းလူတနတ်တန်ကြားနေရတာဟာကျွန်တော်တို့ ZCD အဖွဲ့ဒီအလုံးမရတော့အောင်စိတ်ထဲမှာပြင်ပနေတဲ့အတွက်ဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့အတွက်ဒီဟာဘာအတွက်ကြံလဲပင်လုံစာချုပ်ဆိုတာဒီပြခမှုဟာဘယ်လဲတိုင်းတပါလာတဲ့ပြခမှုလည်းမဟုတ်ဘူးဒီတနတ်တန်တရားဘယ်လာတယ်လဲနိုင်ငံခြားလာတာလည်းမဟုတ်ဘူးကျွန်တော်တို့အချင်းချင်းတည်းကလာနေတာပင်လုံစာချုပ်ကိုဒီလိုကိစ္စမျိုးမဖြစ်အောင်ကျွန်တော်တို့လှုပ်ထားတဲ့အချက်တွေရှိတယ်အဲ့ဒါကြောင့်ဒုတိယပင်လုံညီလာခံခေါ်မှဖြစ်မယ်ဆိုပြီးတော့2010နိုဝင်ဘာလအောက်တိုဘာလ24ရက်နေ့မှာကလေးမြို့ချင်းနဲ့ကျဲအဖြစ်ကျွန်တော်တို့ကြီးညာခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကပထမအဆုံးကြီးညာချက်ကိုလက်မှတ်ထိုးတဲ့ပုဂ္ဂိုလ်ကဦးတင်အိုး NLD ဥက္ကဋ္ဌဖြစ်ပါတယ်ဒုတိယအခုတော့မရှိတော့ရှာဘူးဦးဝင်းတင်ဖြစ်ပါတယ်တတိယနိုင်ငွေသိန်းသူရှိဒီပါတယ်ဒီမှာမလာနိုင်ပါဘူးနောက်စထုတ်ထားတော့နိုင်ထွန်းသိန်းကျွန်တော်တို့ထဲမှာမရှိတော့ပါဘူးဒီလိုဒီလည်းပဲမရှိပြီမဲ့ကျွန်တော်အများကြီးကြည်ယူတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့နောက်လာမယ့်ဟာဒီနေ့အခြေအနေကြည့်မယ်ဆိုလို့ရှိရင်ဒုတိယပင်လုံညီလာခံလို့မခေါ်ပြီမဲ့ဟို21ရာစုပင်လုံညီလာခံကိုကျွန်တော်တို့ဖြစ်ပါတယ်ဒီဟာကဒုတိယပင်လုံညီလာခံမခေါ်ဘဲနဲ့ဘာလို့21ရာစုဖြစ်လာတာလဲခမည်းလွှဲထားတဲ့ဟာကဒါမဟုတ်ပါလားတချို့ကကျွန်တော်လာမေးလို့ဒီအကြောင်းကိုကျွန်တော်ပြောနေတာပါဒါကျွန်တော်ရန်ကုန်မြို့တခင်သိန်းဖဲမွေးနေ့မှာကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်အခုကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးနိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်ကိုကျွန်တော်အဲ့ဒီအချိန်ခါမှာဒီကိစ္စကိုဒီလိုပဲဆိုလွယ်တဲ့အခါမှာဟာဒုတိယပင်လုံညီလာခံလို့ခေါ်လို့အောင်တော့တော်တော်လေးကြာနေပါပြီ21ရာစုဆိုရင်တော့ဘယ်လိုလဲခမည်းလက်ထဲရောက်တဲ့ခါမှာခမည်းကြက်တယ်လို့ဒီဥစ္စာကိုဖြစ်နိုင်မှုဒါကျွန်တော်တို့ယုံကြည်ပြီးတော့လွှဲတာပါဆိုပြီးတော့ကျွန်တော်လွှဲခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလွှဲအပ်တာက2010နိုဝင်ဘာလ14ရက်နေ့ဖြစ်ပါတယ်အဲ့ဒီအချိန်ကစပြီးလုံးမယ်ဆိုလို့ရှိရင်အခုတော့6နှစ်လောက်ရှိခဲ့ပါပြီ
အဲ့ဒီမှာတော့ကကျွန်တော်က तू ကဒီလိုဆိုမြန်မာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာကျွန်တော်သိတာမဟုတ်ဘူး तू က house arrest ဆိုတာအထင်းသိမ်းခံပြီးတော့ဘယ်အပီမှမထွက်ဘူးကုတုကံကောင်းလို့တခင်သိန်းဖေရဲ့မွေးနေ့မှာ तू တက်နိုင်တာအဲ့မှာကျွန်တော်အပ်ခဲ့တာပါအခု6နှစ်လောက်ကြာပြီအခုလိုယာဒူးတွေကိုတူလက်ခံမယ်ဆိုတာကျွန်တော်ကျူတိတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီဟာကဘာကြောင့်ဒီလိုဖြစ်လာတယ်လဲဘူကျုပ်အောင်ဆန်းအမှုပြုတ်တဲ့လူတွေကဒီပြည်လုံးစာချုပ်ကိုဖြစ်အောင်သူတို့လှုပ်တာဒါပေမဲ့ဒီပုံကိုဒီဟာအခုရှိတော့ဘူးဒီလူတွေရဲ့ခြေရာကိုလိုက်မှုကျွန်တော်အားလုံးကျွန်တော်တို့ထဲမှာတွက်ကြည့်တဲ့အခါမှာကျွန်တော်တို့ပါတီကတွေးစကားပြောတယ်တော့အောင်စားစုကြည့်ရှိပါသေးတယ်သူ့လွှဲမှာဆိုပြီးတော့အဲ့ဒါကိုဟုတ်ပြီဆိုပြီးတော့ကျွန်တော်တို့လွှဲတာဖြစ်ပါလေတကယ်ပဲအခု6နှစ်ကြာခဲ့ပြီမဲ့အခုဒီကိစ္စကိုပေါ်လာနိုင်တာဖြစ်ပါတယ်ဒါဟာဘူကျုပ်အောင်စားနဲ့ကျွန်တော်တို့ကြာဆုံးကြတဲ့ခေါင်းဆောင်ကြီးဟာဒီတော့ဒီဟာဘာဖြစ်လို့လဲဆိုတော့ဒါဒီနေ့ဒီအချိန်မှာတိုင်းပြည်ကိုဒီအဆင့်ထိလောက်ရောက်ဖို့ဒီလိုအစည်းအဝေးတော့လုံနိုင်ဖို့သူတို့ရဲ့စီယူကျွန်တော်တို့ခံစားနေတာပါကျွန်တော်တို့ဒီနေ့ပြောမယ့်ဥစ္စာကျွန်တော်တို့ဘာမှခံစားမှာမဟုတ်တော့ဘူးအခုကျွန်တော်တို့ဘူကျုံအောင်စားအမှုပြုတဲ့နိုင်ပြောမယ်ဆိုလို့ရှိရင်ဟိုအသက်ခံတဲ့လူတွေရဲ့ကောင်းမှုကိုကျွန်တော်တို့ခံစားရတာအခုကျွန်တော်တို့အတွက်နောင်လာနောက်သားများဘာခံစားရမလဲဆိုတာစဉ်းစားမှုနေရာမှာစဉ်းစားမဲ့အချိန်ကမဟုတ်ဘူးအခုကျွန်တော်တို့ကဒီအစည်းအဝေးတောင်လုံးဖြစ်မလားမဖြစ်ဘူးလားဆိုတဲ့အချိန်မှာကျွန်တော်ပြောချင်တာကအရေးကြီးဆုံးကအချက်2ချက်ပဲရှိတယ်ဒီ2ချက်ထဲမှာကပထမအဆုံးဒီဥစ္စာကိုတော့အောင်ဆန်းစုကြည်လက်ထဲမှာအခုရောက်နေတာဟာကျွန်တော်တို့2010တုန်းကသူ့ကိုအယုံကြည်ရှိလို့လွဲအပ်တဲ့ဟာကိုကျွန်တော်တို့ရက်စီနေတာမကဘူးအခု2015ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲမှာတပီလုံးကသူ့ကိုလွှဲအပ်ဘူးဆိုပြီးတော့သဘောတူနေတဲ့အတွက်ကျွန်တော်အများကြီးကြည့်တင်တယ်အလုံးဂုံလဲယူပါတယ်ခမရတော့လဲဒီလိုပဲဖြစ်ကြမယ်ထင်တယ်ဒီလိုပဲဖြစ်ကြမှာပါတိုင်းပြည်အတွက်လူမျိုးအတွက်နောက်ပြီးတော့ကျွန်တော်တို့ရဲ့အမှန်တရားရှင်းရင်းနဲ့ဒီအကြောင်းတွေကိုစဉ်းစားတဲ့လူဆိုလို့ရှိရင်ဒီလိုဖြစ်မဲ့လူတွေကတော့မလွယ်ဘူးလို့ကျွန်တော်ထင်တာပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဥစ္စာကိုကျွန်တော်တို့ပါတီတစ်ခုတည်းမဟုတ်ဘဲနဲ့တပြည်လုံးကလွယ်အပ်နိုင်တော့ကအခုလိုဒီနေရာရောက်နေတယ်ဒါပေမဲ့ဒီဟာမှာအခက်ရှိသေးတယ်ကျွန်တော်တို့လောကမှာကဘယ်လိုလဲဆိုတော့ကျွန်တော်တို့လောလာကြီးယူမဲ့အချိန်ခါမှာကျွန်တော်တို့ဘာဖြစ်လို့လောက်တာလဲတင်လုံးစာချုပ်ထဲမှာဟေးဘာလီဒီဖက်ဒရယ်တို့ဘာလို့မပါဘူးဖက်ဒရယ်ပါတယ်မပါဘူးဆိုတော့မီမြူ inquiry မှာလုပ်တယ်အဲ့မီမြူတောင်မှဟိုတုန်းကဘာလို့ဒီရှမ်းပြည်နယ်မှာလုပ်ကြတယ်ဆိုတော့ရှမ်း Federated Shan State အဲ့ဒီမှာတော့က Federal ပြည်နယ်အဖြစ်နေတာရှမ်း State ပဲအဲ့ဒီရှမ်း State ကရှမ်း State နယ်ထဲမှာမီမြူရှိတယ်အခုကဒီတိုင်းမဟုတ်တော့ဘူးအခုတော့မန္တလေးတိုင်းဖြစ်တယ်ဒီဟာဒီကိုဖျော်ဖြစ်နေတာအဲ့ဒါကိုမိမြုပ် inquiry ရှိရင်အားလုံးမြင်နိုင်ပါတယ်အဲ့ဒါကြောင့်တကယ်တော့စိတ်ထဲမှာတကယ်လူအင်ဆန္ဒပြင်းပြစွာနဲ့ကျွန်တော်တို့ဒီပင်လုံဒုတိယပင်လုံနီလာခံဒါမှမဟုတ်21ရာစုပင်လုံနီလာခံကိုတကယ်လုံးတော့မယ်ဆိုလို့ရှိရင်ဒီဥပဒေဒီကို
မရှင်းစားနဲ့လုပ်ဖို့မလုပ်ဘူးသဘောတူတယ်မတူဘူးကျွန်တော်တို့ကြည့်ရမှာကစိတ်ရင်းကအရေးကြီးဆုံးဖြစ်တယ်စိတ်ရင်းမှာဒါဥစ္စာကိုတကယ်ဆန္ဒရှိတယ်မရှိဘူးဆိုတာစဉ်းစားကြပါစိတ်ထဲမှာတကယ်ဆန္ဒရှိလို့ရှိရင်ဟာလက်မထူးတည်ဘူးဘာဘူးဆိုတာအခုချိန်ကမှပြောဖို့မလိုဘူးလက်မထူးတယ်ဆိုတာအားလုံးပြီးပြတဲ့ခါမှာလက်မထူးတာလက်မထူးလို့ NCA လက်မထူးလို့မလာဖြစ်တဲ့လူတွေလည်းပဲလာဖြစ်အောင်စိတ်ရင်းနဲ့ပြောပြီးဆွဲပါပြောပါတို့နိုင်ငံသားမဟုတ်ဘူးကျွန်တော်တို့နိုင်ငံသားတွေပါအတူတူပဲဖြစ်မှာပါအဲ့ဓာတွေကိုအားလုံးအကျိုးအကြောင်းတွေပြောပြပြီးတော့မှအားလုံးသဘောတူပြီးတဲ့အခါမှာလက်မထူတာမမှားဘူးအဲ့ဒါကိုပင်လုံစာချုပ်ခေါ်တယ်ပင်လုံစာချုပ်ဆိုတာလက်မထူဘူးတချို့ကပြန်သွားတယ်ငါမှလိုက်ပြန်လိုက်တယ်ပြန်ခေါ်တယ်ခေါ်တဲ့အခါမှာပင်လုံစာချုပ်ဆိုတာဘာလဲဒါဖက်ဒရယ်ဘောဖက်ဒရယ်ဆိုတာပင်လုံစာချုပ်ပဲပင်လုံစာချုပ်ဆိုရင်ဖက်ဒရယ်ကိုဆိုပြီးသားဖြစ်တယ်ဆိုတာအဲ့မှာတော့ကတွားနေတဲ့ဟိုထောင်းရခုကျွန်တော်တို့ဇုံမီးထဲကဟိုထောင်းရခုအဲ့လိုပြောတယ်သူပြောတဲ့စကားကပတိန်မန်းထုံးကတောင်ရင်းနေလာခံကျွန်တော်တို့တွားတဲ့အခါမှာပြောတယ်အဲ့ဒါတွေကိုတောင်ရင်းနေလာခံမှာတက်တာကျွန်တော်တယောက်တည်းနိုင်ငွေတိုင်းရှိသေးတယ်သူကမလာနိုင်ဘူးဒီမှာတက်တော့ရှိသေးတယ်ကျွန်တော်တယောက်တည်းလည်းပဲကြံတယ်အများကြီးကြည်ရွတင်တယ်နောက်ဆုံးပြောချင်တာကစိတ်ရင်းရှိတဲ့နာနဲ့လုပ်ပြီးတော့ဒီဥစ္စာကိုမဖြစ်အောင်လုပ်ဖို့ကျွန်တော်အားလုံးကြည်ရွတင်တဲ့အကြောင်းပြောလို့ပါတယ်အားလုံးပဲကြည်ရွတင်ပါတယ်သဘောထားမြင်များကိုတင်ပြပေးသွားပါတော့ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးကျင်ရှင်းထံကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်